အိမ်အောင်ပြုတဲ့နေ့မှာပဲမိန်းကလေးကသူမရဲ့မင်္ဂလာဝတ်စုံကိုအလွန်အေးဆက်နေတဲ့သူမရဲ့အိယာပေါ်မှာလဲလျောင်းနေသောတစ်တာတူလိုဖြစ်နေတဲ့ခင်မွန်းပေါ်ကိုတိုက်ရိုက်ပစ်ချလိုက်တယ်ပြီးတော့သူမလည်းတိုက်ရိုက်အိယာပေါ်လဲချလိုက်တယ်ဒါပေမဲ့ခဏအကြာမှာတော့အောက်ဘက်မှာတယောက်ရှိနေတယ်လို့ခန်းစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့နာမကျန်းဖြစ်နေတဲ့ခင်မွန်းဟာအိယာပေါ်မှာပဲလဲလျောင်းနေစေဖြစ်တယ်ဆိုတာသတိရလိုက်တယ်သူမချက်ချင်းမင်္ဂလာဝတ်စုံကိုလှန်ဖယ်လိုက်တော့သူ့ရဲ့လှပလာတဲ့မျက်နှာကိုမြင်လိုက်ရပြီးအံ့အားသင့်သွားတယ်သူမကသူ့ရဲ့မျက်နှာလေးကိုအရန်လာနေလို့ဖုံးထုတ်ပြီးလက်ပုံရိုက်ကသူမရဲ့အနီးဆက်ဆုံးတငယ်ချင်းစီပို့လိုက်တယ်ဒါပေမဲ့ခဏအကြာမှာသူ့ရဲ့နှာခမ်းတွေအနေငယ်ဖြူနေတယ်လို့တွေးလိုက်တယ်အဲ့ဒါကြောင့်အံ့ဩစရာစိတ်ကူးတစ်ခုရပြီးလက်ကင်အိတ်ထဲကလိပ်စတစ်ကိုထုတ်ကသူ့နှုတ်ခမ်းပေါ်လိမ့်ပေးလိုက်တယ်မင်းကလေးကအဲ့ဒါကိုအရန်ပျော်စရာကောင်းလို့သူ့မျက်နှာပေါ်မှာလိမ့်ရေးဆွဲစရာလွတ်လပ်စွာလုပ်လိုက်တယ်သူ့ရဲ့မျက်နှာကသူမရဲ့ပကြီးပုံစံအလွတ်ကွင်းလိုဖြစ်သွားပြီးသူမကလည်းအလွန်ကျေနပ်နေတယ်အဲ့ဒီနောက်သူမရဲ့မျက်လုံးတွေမင်္ဂလာလက်ဆောင်တွေဘက်ကိုကြားရောက်သွားတယ်ရွှေငွေလက်ဝတ်ရတနာတွေကိုမြင်တော့အရန်ပျော်ရွှင်သွားပြီးကိုဝတ်ဆင်ကြည့်ရင်ချမ်းသာတဲ့မယားတစ်ယောက်အဖြစ်ဘဝကိုအပြည့်အဝခံစားမယ်လို့စိတ်ကူးယဉ်နေတယ်အိမ်တော်ဖက်ရဲ့ပကံအိုးတစ်လုံးဘလောက်တန်လဲလို့စူးစမ်းမိလိုက်တော့သူကတန်းချီတန်တယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့တစ်တာလိုဖြစ်နေတဲ့ခင်မွန်းဟာမျက်လုံးဖွင့်ပြီးစကားပြောနိုင်နေပြီဆိုတာသိလိုက်ရတော့အလွန်ကြောက်လန့်သွားပြီးလက်ထဲကပကံအိုးကိုမတော်တဆချိုးဖျက်လိုက်မိတယ်အတန်ကြားပြီးအဖွားကအခန်းထဲကိုအမြန်ဝင်လာတယ်နှစ်များစွာအိတ်နေခဲ့တဲ့သူမရဲ့မြေးကမျက်လုံးဖွင့်ထိုင်နေကြောင်းမြင်တော့အလွန်ဝမ်းသာသွားတယ်မင်းဘလို့လှုပ်လို့သူနိုးလာတာလဲလို့မေးလိုက်တယ်မင်းကလေးကရှက်လွန်းလို့စကားလွဲပြောပြီးအွန်လိုင်းမှာလိပ်စတလိန်ပေးရင်လူနာတွေမြန်မြန်ပြန်ကောင်းလာတတ်တယ်လို့ကြားဘူးတယ်လို့လိန်ပြောလိုက်တယ်မယုံနိုင်တော့အောင်အဖွားကလည်းယုံလိုက်တယ်သူနိုးလာပြီးမှမင်းကလေးဟာသူ့ရဲ့အစ်စ်လက်ထပ်ထားတဲ့မယားဖြစ်ကြောင်းသိလိုက်တော့ချက်ချင်းကွာရှင်းကျင်တယ်လို့ပြောလိုက်တယ်ဒါပေမဲ့မင်းကလေးကလည်းစိတ်မကောင်းမဖြစ်ပဲငါလည်းမင်းကိုမယားဖြစ်ချင်လို့မလာခဲ့တာမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ထွက်သွားလိုက်တယ်အဖွားကမြေးကိုတတိပေးလိုက်တယ်သူမကိုမလိုက်ခေါ်ဘူးဆိုရင်ဒီအိမ်ကိုပြန်မဝင်နဲ့လို့ပြောလိုက်တယ်သူကမလိုက်ချင်ဘူးဆိုပေမဲ့အဖွားကထပ်ပြောတယ်သူမထွက်သွားပြီးရင်မင်းထက်မူလဲသွားရင်ဘယ်လိုလုပ်မလဲလို့အဲ့ဒီစကားကြားတာနဲ့သူကကိုကျမ်းမာကြောင်တက်တေပြဖို့ချက်ချင်းထည့်လိုက်ပေမဲ့ချက်ချင်းပဲမူးလဲသွားတယ်အဖွားကကြောက်လန့်ပြီးချက်ချင်းစီကံတွေကိုမင်းကလေးကိုပြန်ခေါ်လာဖို့အမိန့်ပေးလိုက်တယ်သူနောက်တစ်ချိန်နိုးလာတဲ့အခါသူကမြေပြင်ပေါ်မှာလဲလျောင်းနေပြီးမိန်းကလေးကအိယာပေါ်မှာထိုင်နေတယ်မိန်းကလေးကအဖွားကငါ့ကိုပြန်ခေါ်လိုက်တာလို့ပြောလိုက်တယ်မင်းညကမင်းအိယာလဲမှာအိတ်နေလို့ငါအတွက်နေရာမလုံလောက်ဘူးဒါကြောင့်မင်းကိုမြေပြင်ပေါ်ပြောင်းထားလိုက်တာလို့ထပ်ပြောလိုက်တယ်သူကအလွန်ဒေါသထွက်ပြီးသူမကိုချက်ချင်းထွက်ခိုင်းချင်လိုက်ပေမဲ့ချက်ချင်းချောင်းဆိုးတက်လာတယ်အဲ့ဒီအခါမိန်းကလေးကအပေးယူတစ်ခုလုပ်ချင်တယ်လို့ပြောလိုက်တယ်ငါတို့ကွာရှင်းလိုက်ရင်တော့အဖွားကမင်းအတွက်မိမတစ်ယောက်ထပ်ရှာပေးမယ်ဒါကြောင့်ငါနဲ့သဘောတူစာချုပ်အိမ်အောင်တစ်ခုလုပ်မလားလို့မေးလိုက်တယ်သူစဉ်းစားပြီးနားလည်သွားတယ်အဲ့ဒါဟာအကြောင်းရှိတယ်လို့ထင်ပြီးနောက်ဆုံးမှသဘောတူလိုက်တယ်